င်္ဂလာပါခင်ဗျာဒီကနေ့ပြောပြတင်ဆက်ပေးမယ်ဇလန်လေးရဲ့နာမည်ကတော့မိမကြီးစာနုနဲ့လူသေးရှာလမ်းခွဲဆိုတဲ့ပရလောကဇလန်ကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါနားစဉ်အားပေးကြပါအောင်ခင်ဗျာယခုရေးသားမယ့်အခန်းမှာတော့လူသေးရွာသို့ရောက်ဖူးတဲ့အကြောင်းကိုဆက်လက်ရေးသားမိပဲဖြစ်ပါတယ်လူသေးရွာမှပြန်ရောက်ကြသူကိုတော့တေရွာပြန်လို့သတ်မှတ်ကြတယ်။တေရွာပြန်ဟိုတဲ့ဝေါ်ဝါဒမှာတေပြီးမှဒါမှမဟုတ်အများကတေပြီးလို့သတ်မှတ်ခါမှာတဖန်ပြန်ရှင်လာတဲ့သူပဲဖြစ်ပါတယ်။တေရွာပြန်များကတော့လူမျိုးသီးသီးနေရာသီးသီးမှာရှိကြပေတယ်။ချင်းလူမျိုးများသည်လူတေရွာရှိတယ်လို့ယုံကြည်ကြတယ်လို့တေရွာပြန်ရောက်ပြီးမှအနေမပြောသဖြင့်အသက်ရှင်သူလူများကရှိခဲ့တော့ပြန်လဲရောက်ရှိနေသည်ဟုလည်းယုံကြည်ကြတယ်။အသက်ငယ်ရှင်စဉ်တေဆုံးသွားတဲ့ကလေးငယ်ကိုမိခင်ဖြစ်သူကကြေကွဲစွာငိုတဲ့အခါမှာတော့ကလေးရဲ့မိမိရှင်နေနာလွန်လာတယ်မိမိစီကိုပြန်လာပါဆိုပြီးတော့ငိုကြွေးကြတယ်ထို့အပြင်တဖန်ပြန်လဲအသက်ရှင်လာတဲ့အခါမှတ်မိစေရန်ကလေးရဲ့ခနာကိုရဲ့တနေရာမှာအမတ်သားတစ်ခုခုပြုတ်လုပေးလိုက်ကြတယ်ထိုနေရာမှာတော့လူဝင်စားတို့နဲ့ပတ်သက်တဲ့အယူအဆတို့နဲ့အတော်ပင်ကိုမှစင်တူလှပေးတယ်တခါတရံကလေးငယ်တအုပ်သည်စကားပြောတတ်စချိန်၌ဘဝဟောင်းမှာအဖြစ်ပြက်အကြောင်းအရာတို့ကိုပြန်လည်ပြောပြတတ်ကြတယ်။သူနဲ့နေခဲ့တဲ့နေရာရွာနေအိမ်ဘဝဟောင်းမှာမိဘဆွေမျိုးသားချင်းများသူပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းဥစ္စာများဇနီးမယားလင်သားနဲ့သားသမီးများကြံရက်ခဲ့ရင်ထိုအကြောင်းများကိုနာမည်နဲ့တကွပြန်လည်ပြောပြနိုင်လိမ့်တယ်။ထို့အပြင်ဘယ်နေရာမှာဘယ်လိုအကြောင်းကြောင့်သေခဲ့သည်ကိုပါပြောပြတတ်တယ်။ဥပမာကြားကြိုက်မွေကိုက်ရည်သေးတယ်တနက်မှန်၍သေးတယ်ဓားလန်တို့လက်ချက်ကြောင့်သေးတယ်အခြားသူတက်သဖြင့်သေရတယ်ဒါမှမဟုတ်မတော်တဆသဖြင့်သေခဲ့ရသည်များကိုနေရာနဲ့တကွပြန်လည်ပြောပြနိုင်ကြတယ်ချင်းလူမျိုးများရဲ့ဒလေထုံးစံအရထိုသူတို့ပြောသည်ကိုမနှဲသက်ကြပေဒါကြောင့်မလို့ဆက်ပြီးတော့မပြောစေရန်အတေးဘွားမှာအကြောင်းများကိုမမှန်မိတော့စေရန်ကြက်ဥကိုပေးတယ်ကြက်ဥပေးတော့လေဆက်ပြီးတော့မပြောတော့တဲ့ကလေးရှိတယ်လို့အချို့ကလေးကတော့ကြက်ဥပေးတော့လေဆက်ပြီးတော့ပြောနေကြတဲ့ကလေးရှိပါတယ်ရွာတရွာမှာချင်းအမျိုးသမီးတဦးမှာတော့သမီးငယ်တယောက်ရှိတယ်စကားပြောတတ်တဲ့အရွယ်ရောက်တဲ့အခါမှာဘွားဟောင်းမှအကြောင်းများကိုပြန်လည်ပြောပြတတ်လေတယ်၎င်းသည်ဘွားဟောင်းဟန်ခါမြို့နယ်အတွင်းမှာရွာတရွာဖြစ်ကြောင်းသူ့ဘဝဟောင်းမှာမိဘများကိုလည်းကောင်းစွာမှတ်မိနေကြောင်းပြောပြတတ်ပါတယ်ထိုမိန်းကလေးရဲ့ဘွားဟောင်းမှမိခင်သည်ဟန်ခါသို့ဈေးကြောင်းလာလေရှိပါတယ်ပလိုင်းတစ်လုံးဖြင့်ဟင်းသီးဟင်းရွက်များထည့်ယူလာပြီးတဲ့နောက်လာရောက်ရောင်းချလေရှိတယ်မိန်းကလေးကဘွားဟောင်းမှမိခင်ကိုမြင်တဲ့အခါမှာလွန်စွာမှမတ်မိသဖြင့်နောက်မှငိုကြွေးမြည်တမ်းပြီးတော့လိုက်သွားလေတော့တယ်ထို့ကြောင့်ကိုလက်ရှိဘဝမှာမိခင်ကသိတော်လေတာစီပိတ်ပင်ခြင်းမပြုပေကြောင်းပိတ်တဲ့ရက်များမှာဘဝဟောင်းမှမိခင်ထံသို့ညအိတ်ညနေပင်သွားလျှောက်နေတန်ခွင့်ပြုပေးထားပါတော့တယ်မြန်မာနိုင်ငံမှာနေရအနှံ့ပြားတွင်ဘဝဟောင်းမှကျောင်းရာများကိုမှတ်မိသောလူဝင်စားများရှိကြပါတော့တယ်လူဝင်စားဟူတဲ့ဝေါ်ဝါဒမှာဘဝဟောင်းမှသေဆုံးသွားပြီးဘဝအသက်ကိုချက်ချင်းကူးပြောင်းရောက်ရှိသွားခြင်းကိုဝင်စားသည်ဟုခေါ်ဟောကြတယ်ချင်းလူမျိုးများကတော့သေဆုံးပြီးသောလူသည်လူရှင်နေရာသို့တဖန်ပြန်ရောက်လာသည်ဟုယုံကြည်ကြပါတော့တယ်ဒါကြောင့်မလို့ချင်းလူမျိုးတို့သည်လူသေးရာရှိသည်ကိုလက်ခံယုံကြည်ထားကြခြင်းဖြစ်ပါတယ်၎င်းတို့သည်လူသေးရွာအမှန်ပင်ရှိသည်ဟုလက်ခံထားကြတော့လေမြည်သည့်နေရာ၌ရှိကြောင်းကိုတော့တိသူကအတော်ပင်ကိုမှနေပါလာတယ်အချို့ကလည်းလူသေးရွာရှိနေသည့်အားမြေပုံလမ်းညွန်အမတ်သားများဖြင့်ရေးသားဖော်ပြထားတယ်ထိုနေရာရဲ့တစ်ဖက်မှာတော့ချောင်းကလေးရှိတယ်၎င်းနေရာလိုရင်တော့လမ်းရှိရာဆုံးရာအရှဲဖြစ်ပါတော့တယ်ထိုနေရာသည်အပျော်ဆုံးနဲ့အခက်ခဲဆုံးတို့ရဲ့နေရာအရက်ဟုခေါ်ဆိုကြတယ်ထိုနေရာကိုရောက်တဲ့လူတွေတို့အားတင့်တော်တဲ့နေရာသို့ပို့ပေးရတဲ့မိမကြီးစာနူးနဲ့တွေ့ကြတယ်ဒီနေရာမှာတော့လူတွေတို့တွေ့ရသည်မှာယုံကြည်ကိုးကွယ်ဘာသာလိုက်ကွဲပြားခြားနားမှုရှိကြတယ်ဗုဒ္ဓဘာသာဝင်တို့ကယမမင်းနဲ့တွေ့ရသည်ဟုယုံကြည်ကြပါတော့တယ်အခြားဘာသာဝင်များကလည်း၎င်းတို့ယုံကြည်ကိုးကွယ်ရာဘာသာလိုက်အယူအဆမျိုးမျိုးရှိကြပါတော့တယ်ချင်းလူမျိုးတို့ရဲ့အယူအဆ
လူသေးရွာဝင်၌စောင့်နေတဲ့လောက်ကောင်းအခေါ်မိမကြီးစာနုသည်တနေရာအဖျင်ယမမင်းလိုလည်းဖြစ်ပေလိမ့်မယ်အသားဖြူဖြူပိုက်ရွှဲရွှဲရက်ဆက်ကြမ်းကြုတ်တဲ့အကြည့်မျိုးဖြင့်မျက်လုံးအစုံဖွင့်ပြီးကြည့်နေတဲ့စာနုရဲ့ကြည့်မှာကြောက်စရာပင်ကောင်းလာတယ်ဒိုနေရာတို့ရောက်တဲ့လူသေးဝင်းကျင်တို့သည်အသေးရှိစဉ်က၎င်းတို့တက်ပြတ်ခဲ့တဲ့တရိษံတို့ရဲ့အိုကောင်းကိုပါတပါးတည်းတဲ့ယူဆောင်သွားပြီးစာနုကိုပြသရတယ်တရိษံတို့အိုကောင်းများတွင်အကောင်ရွယ်စားများကြီးမားတဲ့ကျွဲနွားစားတဲ့တရိษံအကောင်ကြီးများရဲ့အိုကောင်းများပါလိမ့်ရင်တော့စာနုကဝမ်းမြောက်ဝမ်းသာဖြစ်တယ်ထိုသူကိုဝမ်းမြောက်ခြင်းနဲ့သူပျော်ရွှင်စရာကောင်းတဲ့လမ်းမှာလူသူရွာကိုပို့ပေးပါတော့တယ်အကယ်၍လူသေးဝင်းကျင်တို့သည်အသက်ရှိစဉ်ကတရိษံအကောင်ငယ်များစုဖြစ်တဲ့ကြက်ဝက်စိတ်ခွေစားတဲ့တရိษံတို့ရဲ့အိုကောင်းများတော့စာနုကမနှိမ့်သက်ပြီထိုသူကိုခက်ခဲသောလမ်းမှာသွားစီလိုက်ရက်လူသေးရွာသို့ရောက်အောင်လို့ပို့ပေးတတ်ပါတယ်ထို့နောက်မှာချင်းလူမျိုးများတွင်အသက်ရှင်စဉ်ကာလအတွင်းမှာပွဲများမပြုတ်လုံနံကဲကြစီကမှုတော်အခါမှာတော့၎င်းတို့တွင်ရည်စုပြီးအာသုဘနေမှာတရိษံများတက်ဖြတ်ပေးရခြင်းပဲဖြစ်ပါတယ်ဒီနေ့မှာတော့လူသေးရွာသို့ရောက်ခဲ့သူများအကြောင်းကိုဆက်လက်ရေးသားပါအောင်မယ်ချင်းလူတို့ရဲ့ဒလေထုံးစံအရလူတယောက်သေဆုံးသွားခဲ့ပြီးတဲ့နောက်ပိုင်းမှာလူသေးရွာသို့မလွဲမသွေရောက်ကြခြင်းဟုယုံကြည်မှုရှိပါတယ်လူသေးရွာသည်ဝင်းကျင်ပေါ်ရောက်ပြီးတဲ့နောက်မလွဲမသွေရောက်ရတဲ့နေရာဖြစ်ပါတယ်လူသေးရွာသို့ရောက်ခဲ့ပြီးမှအခြားနေရာဒါမှမဟုတ်တခြားဘွားကိုသွားရရောက်ရခြင်းဖြစ်ပါတယ်တခြားဘွားသို့ရောက်ပြီးမှလူသေးရွာမှဖြစ်ပျက်ကိုအကြောင်းကြောင့်သတိရနေသူများမှတ်မိနေသူများတချို့လည်းရှိကြတယ်ထိုလူများထဲမှာခွာပီရွာမှကျွဲအိုမန်းနဲ့ရွှေမိရင်တို့ခေါ်တဲ့လေမယားနှစ်ယောက်ကြောင့်လည်းအပါအဝင်ပဲဖြစ်ပေတယ်ကျွဲအိုမန်းသည်လူဘဝနေစဉ်တုန်းကနွားတက်တဲ့အလုပ်ဖြင့်အတန်မွေးဝမ်းကြောင်းပြုသူတစ်ယောက်ဖြစ်ပါတယ်၎င်းသည်နွားများကိုတက်ဖြတ်ရာတွင်အခြားသူများနဲ့မတူဘဲများစွာမှကျွမ်းကျင်လာသူဖြစ်ပါတယ်ချင်းလူမျိုးတို့ဒလေထုံးစံရာမိမတောင်းတဲ့ပွဲနတ်ပူစောတဲ့ပွဲများတွင်နွားနောက်ကိုတက်ရခြင်းဖြစ်ပါတယ်နွားသက်သမားတစ်ယောက်ဖြစ်ရန်လွယ်ကူကူတော့မဟုတ်ပေရှေ့ကလေးကနွားကောင်ပေါင်းများစွာတက်ဖြတ်ခဲ့ကြတဲ့ဆရာကြီးများထံမှတပည့်ခံပြီးတော့ပညာသင်ယူကြရတယ်နွားသက်တော်နီမမှန်ကန်မှာကနတ်ဝင်ခြင်းအပမိခြင်းတရေတပတ်တို့ဝင်ပြီးတော့နှောက်ယှက်ခြင်းများကိုခံရတတ်တယ်နွားသက်သမားတစ်ယောက်ဘဝရောက်လာပြီးအတွေ့အကြုံများကဝါရှင်းလာတဲ့အခါမှာတော့နွားတစ်ကောင်ကိုမတက်ခင်အချိန်ကတည်းကအကောင်ရွှေစားကိုကြည့်ပြီးအသားချိန်ဘယ်ရွှေ့ဘယ်များထွက်မယ်ရမည်ဆိုပါကခံမှန်းနိုင်ကြတယ်၎င်းတို့ခံမှန်းတဲ့ပိတ်တာအတိုင်းအသားကတော့ထွက်ပြီးတယ်နွားသက်သမားကတခြားတရိษံများဖြစ်ကြတဲ့ကျွဲဝက်စိတ်စားတဲ့တရိษံကိုပါတက်ဖြတ်ပေးရတယ်ထို့သောတက်ဖြတ်ပေးတဲ့အခါမှာလည်းအကောင်ရွယ်စာအကြီးအသေးပေါ်မှာမူတည်ပြီးတော့တက်ဖြတ်ပေးကြရတယ်နွားသက်သမားတစ်ယောက်ပန်းဆန်တဲ့ပစ္စည်းမှာသားတက်တာဓမြောင်ကပါရဲတင်အကြီးစာထုသက်တဲ့ပေါက်စိန်နွားချီကျိုအသားချိန်နဲ့ချင်းခွင်အလေးစသည်တို့ဖြစ်ကြပါတယ်နွားသက်သမားတို့ရဲ့တခြားသူများကိုခေါ်ပြီးတက်ခိုင်းမှာကတင့်တော်တဲ့အဖိုးအခါကိုယူပြီးလိုက်လံတက်ဖြတ်ပေးကြတယ်မရှိလျင်တော့မွေးထားတဲ့နွားကိုလက်ကောင်ဒါမှမဟုတ်အခြားမှာနွားကိုဝယ်ယူကတက်ဖြတ်ရောင်းချခြင်းစားတော့အလုပ်တို့ကိုလုပ်လေတယ်ရှေ့မှာပြောပြခဲ့တဲ့အတိုင်းခွာပြီးရွာမှာတော့ကျွဲအိုမန်းသည်ကျွမ်းကျင်တဲ့နွားသက်သမားတစ်ယောက်ဖြစ်ပါတယ်၎င်းသည်မိန်းမရှိတယ်ကလေးနှစ်ယောက်လည်းရှိတယ်မိန်းမရဲ့နာမည်ကရွှေမိရင်လိုဖြစ်ပါတယ်အရွယ်မရောက်သေးတဲ့ကလေးနှစ်ယောက်ကတော့ယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်လိုဖြစ်ကြတယ်ကျွဲအိုမန်းကနွားသက်တဲ့အလုပ်ကိုဝါသနာပါတော်လဲမိန်းမဖြစ်သူကတော့စိတ်မပါလာပေသူမကတော့ကလေးနှစ်ယောက်နဲ့တူတောင်ချစိုက်ပျိုးတဲ့အလုပ်ကိုသာလုပ်ကိုင်ပါတယ်သို့ပါတော့လေယောက်ျားဖြစ်သူကနွားသက်တဲ့အခါမှာတော့အသားများကိုရောင်းချခိုင်းရင်အနီးနားမှာရှိတဲ့ရွာများကိုလှည့်လည်ရောင်းချပေးရတယ်ဒီနေ့တော့ရွှေမိရှင်တယောက်တခြားရွာသို့အမဲသားသွားရောင်းချရမှာပြန်လာတဲ့အခါမှာလမ်းမတရေတပတ်တို့နဲ့တွေ့ခါ6လက်ချင်းခံရတော့တယ်ခွာပီရွာနဲ့မဝေးလာတဲ့တခြားရွာတရာတို့အမဲသားသွားရောင်းချရမှာမကုန်ခဲ့ပေဒါကြောင့်ကြံတဲ့အသားတွေများကိုတောင်းနဲ့တဲပြီးတော့ရွာသို့ပြန်လာလိမ့်တယ်အချိန်ကတော့ညနေပိုင်းအချိန်
ရောက်နေပြီနေဝင်သွားပြီဖြစ်တဲ့မှောင်စားပြုတ်နေပြီရွာနေရာကြားမှာတော့တစ်တော်တစ်ခုကချားနေပါတယ်လမ်းတဲ့နေရာကိုရောက်တော့သူမှသွားတဲ့လမ်းပေါ်မှာလူတယောက်ရက်နေသည်ကိုလှမ်းမြင်ရတယ်သပင်ရှင်များကတော့မျက်နှာပေါ်သို့အုပ်ကြနေသောကြောင့်မြည်သူမြည်ဝါမှန်းကိုတော့မသိရပြီအရက်မောင်းကတော့သူမထက်ထက်ဝက်ခန့်ပို့ပြီးတော့မြင်ပါတယ်ရွှေမီးရှင်ကကြောက်တဲ့သူမဟုတ်ပေတော်လန်းတောင်လန်းတွေထဲမှာတယောက်တည်းသွားလာနေသူဖြစ်တဲ့ဖြင့်ထိုကဲ့သို့တွေးကြုံခြင်းကတော့အဆန်းတော့မဟုတ်တော့ပေအမဲသားထဲတဲ့တောင်းထဲမှာတော့အသားလီဓားဖြင့်ဓာတ်တစ်ချောင်းပါပါတယ်အရက်မောင်းမြင့်တဲ့လူမဲကြီးကသူမသွားတဲ့လမ်းပေါ်မှာပိတ်ရန်နေခြင်းဖြစ်တယ်နင့်ဘယ်သူလဲရွှေမီးရှင်ကလှမ်းပြီးတော့မေးတော့လေလမ်းပေါ်မှာရက်နေသူကဘာမှပြတ်မပြောငါသွားမယ်လမ်းကဖဲ့ပြီးစမ်းထို့သို့ပြောတော့လေရက်မြဲတာရက်နေပါတယ်နင်ဘာလို့ခြင်းလို့လဲထို့သို့မေးတော့မှအမဲသားထည့်ထားတဲ့တောင်းကိုလက်ညှိုးထုတ်ပြပြီးပါဇက်မှာလေဟင်းဟင်းဆိုပြီးတော့အတန်ကထွက်နေတယ်ဒီတော့မှရွှေမီးရှင်လေသဘောပေါက်သွားခဲ့တော့တယ်အမဲသားစားခြင်းလို့လားမပေးနိုင်ဘူးငါမှကြိုင်းတဲ့သားတွေကငါအိမ်သားတွေစားဖို့ပြန်ယူလာတာနင့်ကိုမပေးနိုင်ဘူးဒုက္ခမှာတော့ရှေ့မှာရက်နေသူထံမှတငင်ငင်အတန်မှပို့ပြီးတော့ကျဲလာပြီးရှေ့သို့တိုးလာခဲ့ပါတယ်ထိုအချိန်မျိုးတွင်နောက်သို့ပြန်လဲပြေးတင်တော့လေရွှေမိရှင်ကမပြေးပေပြေးရွှေမလုံမှန်းလဲသိပါတယ်ထိုကဲ့သို့ရှေ့သို့တိုးလာတဲ့အခါတောင်းထဲမှာပါလာတဲ့ဓားကိုထုတ်ပြီးစုပ်ကန်လိုက်တယ်အနားကိုရောက်တာနဲ့တောင်းကိုလာဆွဲတဲ့လက်ကိုခုတ်ဖြက်လိုက်ပါတယ်သို့ပါတော့လဲအရာမထင်အနားကိုရောက်လာတဲ့ဖြင့်မျက်နှာကိုမြင်တော့မှလူတယောက်မဟုတ်ပဲတရေတစ်ပတ်တယောက်ဖြစ်နေမှသိကြတော့တယ်ရွှေမိရှင်ကဓားဖြင့်ခုတ်ဖြက်များတော့တောင်းကိုဆွဲထားလိုက်တယ်သို့ပါတော့လေတဲကတောင်းကိုရောက်အောင်ဆွဲယူပြီးတော်တဲ့ကိုပြန်ဝင်သွားခဲ့တယ်ဘာမှမတက်နိုင်သူမလက်ထဲမှာဓာတ်တလက်သာကြံခဲ့တဲ့ဖြင့်အိမ်သို့ပြန်လာခဲ့ရတယ်နင်ဘာဖြစ်တာလဲရွှေမိရင်အိမ်ရောက်တော့ကျွဲအုံမန်းကမေးပါတယ်အမေသားတောင်းကိုတရေဆွဲယူသွားတယ်ဘယ်နေရာကအကောင်လဲရွှေမိရှင်ကတဲဆွဲတဲ့နေရာကိုပြောပြလိုက်ပါတယ်ကျွဲအုံမန်းကဒေါသတကြီးဖြင့်သူမိတနတ်ကိုယူပြီးအပြင်သို့ထွက်သွားခဲ့ပါတယ်ထိုချိန်မှစပြီးကျွဲအုံမန်းတယောက်အိမ်သို့ပြန်ရောက်မလာခဲ့တော့ပေထိုเจ้าကိုရွာသူရွာသားများသိတဲ့ဖြင့်လက်လံရှာဖွေတဲ့အခါတော်တွင်းတနေရာသို့အမဲသားထည့်ထားတဲ့တောင်းတလုံးနေမှာရုပ်ပြက်ဆင်းပြက်ဖြစ်ပြီးအသက်ပြောင်းနေတဲ့ကျွဲအုံမန်းကိုပြန်တွေးကြတယ်၎င်းကိုင်နေကြတူမီတနတ်မှလည်းထိုနေရာတဝိုက်မှာတစားစီဖြစ်လို့နေခဲ့ပါတော့တယ်ပြဿနာကထိုများနဲ့တော့မပြီးခဲ့ပြီကျွဲအုံမန်းတယောက်တေးဆုံးသွားပြီးတဲ့နောက်မကြိုးမလွတ်တဲ့တရေဘွားသို့ရောက်ခါတရွာလုံးကို6လန့်နေပြီးတော့တယ်နောက်ပန်းမှာတော့6လန့်ခင်ရသဖြင့်တေးဆုံးကြသူများလည်းရှိလေရာတရေတပတ်များပါတိုးပွားလာခဲ့တော့တယ်တရေတပတ်များများလာလေလေ6ခံရမှုများလည်းပုံမများလာလေရာရွာထဲမှာလူအသေးပြောက်ကပုံမများလာခဲ့တော့တယ်နောက်ပိုင်းမှာတော့တခြားသူလာမကပဲရွှေမီးရှင်နဲ့ကလေးနှစ်ယောက်ပါရှေ့ဆင်နောက်ဆင်ဆိုသလိုတေဆုံးကြခဲ့တော့တယ်ထိုအချိန်ကြောင့်ရွာလူကြီးကဥဆောင်ပြီးရွာတွင်းသို့ဝင်ရောက်လေရာတရေတပတ်တို့ကိုနှင်ထုတ်ရန်ပြင်ဆင်ခဲ့တော့တယ်အရက်တလေးမှာတော့ထို့သို့ပြုလုပ်ခြင်းကိုတောထုတ်ခြင်းလို့ခေါ်ပါတော့တယ်တူမီတနက်များပြစ်ပေါက်ခြင်းတန်ဖုံးများကိုတီးခြင်းဝက်လုံးဝါလက်ခုတ်များကိုအတန်ကျဲလောင်စွာတီးခြင်းရိုက်ပုတ်ခြင်းရန်မုံခွင်ပေါက်ခြင်းတရွာလုံးမှာတံပြန်ဟေးဝါဝါဆိုပြီးအော်တန်များခပေးခြင်းပြုလုပ်ကြခြင်းပဲဖြစ်တယ်တိုးထုတ်ကြခြင်းကိုနေဝင်ရှိတလောအချိန်မှပင်တပြိုင်နက်တည်းနဲ့ပြုလုပ်ကြခြင်းဖြစ်ပါတယ်တန်ပုံးတီဒံအိုးတံခွက်တီတီးတို့မှာနားခွင့်မတဲ့စုံညံလို့နေတယ်အချို့နေရာမှာလည်းတံပြန်အော်များကထွက်ပေါ်လို့လာခဲ့တယ်ထို့သို့တောထုတ်ပြီးတဲ့နောက်ရွာလူကြီးကကျွဲအုံမန်းတို့နေခဲ့တဲ့တဲကိုပင်မိရှို့ပစ်လိုက်တယ်ကျွဲအုံမန်းနဲ့ရွှေမိရှင်တို့တေဆုံးပြီးကြပြီးလူသေးရွာသို့မရောက်ခင်မိမကြီးစာနူးနဲ့တွေ့ရခဲ့ပါတော့တယ်ကျွဲအုံမန်းကနွားသက်သမားဘွားဖြင့်ကျွဲနွားအစားရှိတဲ့တရိတ်ဆန်အကောင်ပေါင်းများစွာတက်ခဲ့ဘူးသူဖြစ်တာကြောင့်၎င်းတက်ဖြစ်ခဲ့ဘူးတဲ့တရိတ်ဆန်ဦးကောင်းကိုမိမကြီးစာနုအားပြသနိုင်ပါတယ်ရွှေမိရှင်ကတော့တင်းငယ်တဲ့ကြက်ငှက်စားတဲ့တရိတ်ဆန်ဦးကောင်းများသာပြနိုင်ပါတော့တယ်
မိမကြီးစာနုကသဘောမကျပေနေကတရိษံရဲ့ဥကောင်းနေတော်တော်များများကိုယူဆောင်နိုင်တဲ့အတွက်ပြောစရာကောင်းတဲ့လမ်းကနေလူသေးရွာကိုရောက်အောင်ပို့ပေးမယ်ထို့နောက်မှာတော့ရွှေမိရှင်ဘက်ကိုလှည့်လိုက်ပြီးနေကားတော့ငါနဲ့တဲ့သဘောကျတဲ့တရိษံရဲ့ဥကောင်းနေများများမပြနိုင်ဘူးဒါတော့ခက်ခဲတဲ့လမ်းကနေလူသေးရွာကိုရောက်အောင်ပို့ပေးမယ်ထိုကဲ့သို့ပြောပါတယ်မိမကြီးစာနုထိုင်နေတဲ့နေရာမှာလမ်းခွဲရှိတဲ့လမ်းစုံနေရာဖြစ်ပေတယ်တလန်းကတော့ပျော်စရာကောင်းတဲ့လမ်းဖြစ်ပြီးကျန်တဲ့တလန်းကတော့ခက်ခဲတဲ့လမ်းပဲဖြစ်ပါတယ်ကျွဲအိုမန်းနဲ့ရွှေမိရှင်တို့နှစ်ယောက်တည်းတမလွန်ဘွားကိုရောက်ခဲ့ပြီးတဲ့နောက်မိမိတို့သွားရမယ့်လမ်းများမှာသွားကြရတယ်လူသေးရွာသို့ရောက်တဲ့အခါမှာ၎င်းတို့နှစ်ယောက်ပြန်လည်တွေ့ဆုံကြတယ်ထို့နောက်မှာတော့သူတို့နှစ်ယောက်မှာလူသေးရွာမှာပင်အတူတကွနေထိုင်ခဲ့ကြတယ်တကယ်တော့လူသေးရွာလို့ခေါ်ကြသည်မှာနာနာဘွားတို့မှာကြက်ရွာပင်ဖြစ်ပါတယ်လူသေးရွာနဲ့ကြက်ရွာသည်အတူတူပင်ရှိနေကြောင်းတာတကားတစ်ခုလိုရေးသားဖော်ပြလိုက်ပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူတတိစက်ကရေးသားထားတဲ့ဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လေးကိုဆုံးထိလိုက်ပါနားဆင်ပေးတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ